ဦးမြလာရဲ့အင်ရှိကုတ်ပြမှာဦးမြလာဦးဖိုးစင်နဲ့ဖိုးတို့ထိုင်လိုက်ကြပါတယ်ထွန်းရင်နဲ့စံမကမတ်တရက်လျက်သူတို့နောက်မှာလဲဆက်စုကျင်သောလူကြီးကဝိုင်းနေပါတယ်ဦးမြလာကမြေကြီးမှာစိုက်ထားတဲ့လှံကိုဆွဲနှုတ်လိုက်ပြီးဒီလှံကရံဖြစ်တဲ့သူတွေကိုထိုးမလို့ယူလာတာဒါပေမဲ့အခုတော့ကိုယ့်လိုမဟုတ်ပဲဆက်စုတဲ့သူတွေကိုထိုးပြီးပေါ်စားမလို့ဖြစ်သွားပြီဟဲ့လူအုပ်ကြီးမှာချမ်းပြင်းကိုဝယုံလုံးကပြေးထွက်ကုန်ကြပါတယ်ထိုအခါမှဦးမြလာကပြန်ထိုင်လိုက်ပါတယ်ကဲပြောသမ်းထွန်းရင်နေနဲ့ဒီကောင်ဘာဖြစ်လို့တတ်ကြမယ်ဖြစ်ကြမယ်ဖြစ်တာလေထွန်းရင်ကလက်သီးကိုစုပ်လျက်ခေါင်းကိုငုံထားပါတယ်ရင်ဘက်ကလည်းအသက်ရှူသံပြင်းပြင်းကြောင့်မိုးမောင်နေပါလေအာဒီနွားတော့ငါမေးနေတယ်ဖြေလေကွာဘာလို့ရဖြစ်တာလဲလို့ကျွန်တော်မပြောချင်ဘူးဖေပြောမထွက်ဘူးဟဲ့အောင်နေဒီမှာလဲဟန်ရေးပြနေပြန်ပြီပြောစရာရှိတာပြောသမ်းဒီလိုပါဦးလေးကျွန်တော်နဲ့ချောရင်နဲ့ဟဲ့ခွေးမသားမင်းစက်မပြောနဲ့နော်ပြောနေရင်ထွန်းရင်ကစံမမျက်နှာကိုလက်သီးနဲ့ထိုးချလိုက်ပါလေစံမကပြန်ထိုးရန်ပြင်လိုက်စင်ပါပင်ဦးမြလာရဲ့လန်တန်ကြီးကသူတို့ကြားထဲဝင်လာပြန်ပါလေဦးမြလာကခေါင်းကိုတငိမ့်ငိမ့်လုံရင်းစံမကိုတခြားကြည့်ပါလေထွန်းရင်နင်းနမသွားခေါ်စမ်းဟာဒီကောင်မမျက်နှာကျွန်တော်မကြည့်ချင်ဘူးဖေဦးမြလာလန်သွားကထွန်းရင်လဲမျိုးပေါ်ရောက်လာပြန်ပါလေနင်းဘာဖြစ်နေတာလဲကွာချောရင်လည်းအရွယ်ရောက်နေပြီပဲရီးသားသနာထားတာဘာထူးလို့လဲဟဲ့ကောင်ထူးတယ်ဗျထူးတယ်ဖေဒီကောင်နဲ့အဖေသမီးကရီးသားသနာကိစ္စတွေမကတော့ဘူးမတ်ဘူးကောက်ရိုးပုံထဲမှာလုံးထွေးနေတာပဲအဖေဟာကျွန်တော်ရှက်တယ်ဗျာဦးမြလာလှန်သွားကစံပါပဲရောက်သွားပါလေဘာကြီးဖို့စီကိုတို့လွတ်ပါဦးဟဲ့ကောင်မဲအဖေတမနေနဲ့ငါမေးတာဖြစ်မဲငါသမီးကိုလှုပ်ပြီးပြီလားဟုတ်ကဲ့လှုပ်လိုက်မိပါလေရွာရောက်တော့မှတစ်လလောက်ရှိသေးတယ်ငါလုံးမရန်ကုန်သားဦးမြလာကလှန်ကိုအောက်ဆိုင်ချလိုက်ပါလေအဖေဒီကောင်တတ်ဗျာအာစောက်ယူကတမျိုးနေကြတော့ရောသူများနှမတွေမလောက်ခဲ့လို့လားဗစပိတ်ထားစမ်းဟဲ့အောင်ဦးမြလာကဦးဘိုးစင်နဲ့ဖိုးတို့ဘက်ကိုလှည့်လိုက်ပါလေနင်တို့ရောဘာပြောကြလဲဦးဘိုးစင်ကခေါင်းကိုလိုက်ပါလေကျုပ်တို့ဘာပြောရမှာလဲကိုမြလာအာတဲခက်တဲ့လူတွေပဲဘာပြောရမှာလဲငါသမီးကိုယူပါလို့ငါပြောရမှာလားနင်တို့ကလိုချင်ပါတယ်ဆိုပြီးနားဖောက်ရမှာလားငါလက်ခွနဲ့မှဘလို့ကောင်းနေလဲကွာထိုအခါမှဖိုးတို့ကအချင်းတွေကိုသဘောပေါက်လိုက်ပါလေစံမဆိုတာကျွန်တော်ညီလိုသားလိုပါပဲဦးမြတ်လားကျွန်တော်ကသူ့မိပါပါပဲကျွန်တော်ကောင်အဝါအင်းဟိုလုတ်ခဲ့တဲ့ကိစ္စအတွက်ကျွန်တော်တာဝန်ယူပါလေသူတို့ကလေးချင်းလေးချစ်လို့ဖြစ်တာပဲကူကျွန်တော်တို့ဦးမြတ်လားသမီးကိုမိသားဖာသားပြီးတောင်းရယူပါမယ်အေးနေရတော့ဟုတ်ပြီဖိုးတို့ဟိုခွေးပါလားအခုတည်းငါသမီးကိုယူမယ်မပြောသေးပါလားဒီကောင်စောက်ချိုးတော့ငါလှန်နဲ့ထားထိုးလိုက်ရကွာယူရမယ်ခင်ဗျာကျွန်တော်ကအရန်ယူချင်တာပါယူချင်လို့လေဟိုလိုတွေဖြစ်ကုန်တော်ပြီရောက်ခွေးမသားစံမကပြူးပြပြဝင်ပြောတာကိုထွန်းရင်ကဟန့်လိုက်ပါလေကဲကိုဘိုးစင်ဖိုးတို့ခေတ်ကာလအခြေအနေကကောင်းတာမဟုတ်ဘူးပြီးတော့ငါတို့ကဘယ်ချိန်သေမယ်မသိတဲ့အလုပ်တွေလုပ်နေတဲ့ကောင်တွေဒီတော့ချောရင်ကိုနင်တို့ဘယ်နေ့လာနားဖောက်ပါလဲဖိုးတို့ကနှကမ်းမွေးကိုလက်နဲ့တတ်လိုက်ပြီးအတန်ငယ်စဉ်းစားနေပါလေလာမယ့်အဖေနေမှာလာနားဖောက်ပါမယ်ကျွန်တော်ညီတို့ကျွန်တော်တို့ဘက်ကရွှေလင်းကား9ပြားနဲ့ရူဘီငွေ2000တင်တောင်းပါမယ်အေးဒါဆိုလဲပြီးရောပြန်တော့ဥပိုးစင်နဲ့ဖိုးတို့မှာစံမကိုခေါ်လျက်ဦးလဲလဲထပြန်ခဲ့ရပါလေစံမဟာရန်ကုန်တို့14နှစ်သားမှာရောက်လာခဲ့ပြီး10နှစ်ကျော်တိုင်လမ်းမတော်ဖိုးတို့ရဲ့လက်အောက်မှာရန်ကုန်လူမိုက်လောကအတွင်းကျန်လည်ခဲ့ပါလေထိုကာလတစ်လျှောက်မိမများစွာနဲ့ကြုံတွေ့ခဲ့ရတော့လေခေါမစွန်သောလူယိုသိုးလေးသာဖြစ်ပါလေယခုတော့ကဘာစီကြီးကောင်းမှုနဲ့ချောရင်နဲ့ဆုံးခဲ့ပါလေချစ်တဲ့တန်းတလအကြာမှာအိမ်အောင်ကြခဲ့လိမ့်ပြီပစိုးတကွင်းနဲ့ဝင်ကဓာချင်းရှင်ခုတ်ကြမဲ့စံပနဲ့ထွန်းရင်သမီးရောက်ပါသည်လေအချိန်ခဏအတွင်းမှာပင်အတွဲအညီဆုံးလက်စာအညီဆုံးအချစ်ဆုံးသမီးရောက်ပါများဖြစ်လာခဲ့ကြပါလေ1942ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ရန်ကုန်မှာနောက်ဆုံးကြံရစ်တဲ့ပြည်သူ့ရှမျိုးဆောင်တပ်ကရန်ကုန်မြို့မှာကြံရှိနေတဲ့မြို့သူမြို့သားများအနေနဲ့48နာရီအတွင်းမြို့ကထွက်ခွာရန်အမိန့်ထုတ်လိုက်ပါလေရန်ကုန်တွင်ထောင်ခါထုတ်လိုက်တဲ့လူဆိုးတခိုးများတောကြောင်များဟာကြံရှိသောပြည်သူများကိုလူရဲချင်းစတိုးဆိုင်ကြီးများကိုဖောက်ထွင်းခြင်းအိမ်များပေါ်တက်ခါပစ္စည်းများယူငင်ခြင်းများပြုလုပ်ကြပါလေ21ရက်နေ့နနက်6နာရီမှာစိတ်ကြီးဘက်မှမော်တော်တစ်စင်းဟာရန်ကုန်ဘက်ကိုဆိုက်ကပ်လာပါလေမော်တော်ပေါ်ကလူ9ယောက်ဆင်းလာကြပါလေထို9ယောက်ကိုဥဆောင်သူ2ဦးမှာစံမနဲ့ထွန်းရင်သမီးယောက်ဖ2ယောက်ပဲဖြစ်ပါလေစံမကတကြီးကိုလွယ်ထားပြီးထွန်းရင်ကဒူးလေးကိုကိုင်းလာပါလေကျန်3ယောက်ကဒလွတ်ကိုစီနဲ့
ဟေးဆမ်မတို့ဘယ်ကိုရင်သွားကြမလဲဘူရထောင်စိတ်ကန်းထိပ်ပါတရုတ်ခြံကေရှိစီပို့ဖို့လှောင်ထားတဲ့တနက်ကူတော်ရှိတယ်ကွာအဲ့ဒီကူတော်ကိုတိတယ်စစ်မဖြစ်ခင်ကကပလီစစ်သားတွေစောင့်လာပေါ့အေးကောင်းတယ်တနက်လေးပါလေးရရင်တော့ဓမြတိုက်ရင်စမတ်ကြတာပေါ့ကွာဆမ်မကဥဆောင်ပြီး9ယောက်သားလက်နက်ကူတော်များစီကိုတွားကြပါလေသို့တော့လက်နက်ကူတော်များအားလုံးကိုအင်္ဂလိပ်စစ်တပ်ကမိုင်းခွဲဖျက်ဆီးသွားမီးရှို့သွားတဲ့ဖြင့်မီးဟုံဟုံတောက်လောင်နေကြပြီအတွင်းကခဲများလဲတပြုံပြုံပေါက်ခွဲလျက်ဘွားတော့ကြပြီကိုလူတို့ဘာဆက်လုပ်ကြမလဲဆမ်မမင်းပြောတော့ကားမောင်းတတ်တယ်ဆိုဟိုမှာလော်လီကားကြီးတက်မောင်းပြီးလူတွေပတ်ကြမလားငါတို့ရန်ကုန်မရောက်ဘူးကွာပတ်စည်းကြအောင်ထွန်းရင်ကစိတ်ကန်းဝါမှာတကားတစ်ချမ်းဖွင့်ရရထားသောလော်လီကားကိုလက်ညှိုးထိုးပြပါလေဆမ်မကကားနာကတ်သွားပြီးကားတကားကိုဖွင့်လိုက်တဲ့အခါဆန်နိုးတဲ့ကောက်တံကိုအသင့်တွေ့ရပါလေကောက်တံကိုယူကဆန်နိုးလိုက်တဲ့အခါဆက်ကချက်ချင်းနိုးသွားပါလေကဲတက်ဟိသွားကြမယ်ထွန်းရင်ကရှေ့ကန်းရှိဆမ်မဘေးမှာဝင်ထိုင်လိုက်ပါလေကြံ3ယောက်ကနောက်ကိုတက်လိုက်ကြပါလေဆမ်မဟာလော်ရီကားကိုတော်မစင်လန်းတိုင်းမောင်းဝင်လာပါလေစတော့ဂိတ်လမ်းမကိုရောက်တဲ့အခါဓားကင်ထားသောလူ3ဦးကသူတို့ကားကိုဆဲဆူကတားလိုက်ပါလေဟေးရောက်ဖကားရပေးလိုက်ကွာဆမ်မကကားရပေးလိုက်ရင်ထွန်းရင်ကကောင်းလေးဘောက်ကထွက်ပြီးမောင်းတင်ထားသောဒူးလေးနဲ့ရှေ့ဆုံးကလူကိုချိန်ကာပြစ်လိုက်ပါလေရှေ့ဆုံးကလူဟာထွန်းရင်ကိုကြောင်လျက်ကြည့်နေပါလေဒူးလေးတွေကမြားတယ်အရှိန်နဲ့ပြေးထွက်သွားပြီးထိုလူရဲ့လေမင်းမှာစိုက်သွားပါလေထိုသူမှာဒူးထောက်လဲကျသွားပြီးအသက်ငင်းနေပါလေကြံ2ယောက်ဟာနောက်ကိုချက်ချင်းလှည့်ပြေးပါလေရန်ကုန်မှာလူသက်ဘူးရောက်ပါရဲ့ထွန်းရင်ကဝမ်းသာအားရអော်လိုက်ပါလေဟေးထွန်းရင်ခဏနေဦးဟာဒီကောင်လေးဟိုတိုက်တွေကဘာလို့တေတာလဲမသိဘူးအဲ့ဒါကြီးတင်ဖို့ငါတို့ကောက်ကိုအပိုင်စီးကျင်တာကွာအေးရှင်းကြည့်အောင်ကွာအခုတော့တခိုးလက်ကတဝက်လူတာပေါ့ဟေးနောက်ကကောင်လေးစစ်ဟိဆမ်မတို့အုပ်စုအောက်ဆင်းကြည့်တဲ့အခါတိုက်ထဲကတဝက်တစ်ပြက်မထုတ်ထားတဲ့အနက်ရောင်စန်းရည်ကြီးကိုတွေ့ရပါတယ်ချောက်ဟာအဲ့ဒါဘာတက်တာကြီးလဲကွာပြာနိုလို့ခေါ်တယ်ကွာဘာပြာနိုဟုတ်လားဘာကြီးလဲမင်းဓာတ်ပြားကြီးနားထောင်မှုတယ်မလားအဲ့ထဲမှာတချင်းဆိုရင်ဓာကြီးနဲ့နောက်ခံတီးတာပီယာနိုဓာကြီးကတီးလို့ရတယ်လားဆမ်မကခေါင်းငိမ်ပြပြီးတိုက်ထဲဝင်လိုက်ပါလေထိုတိုက်ဟာတစ်ချိန်ကချစ်တီးပါဘူးတူရဲ့တိုက်ဖြစ်ကြောင်းဆမ်မသိပါလေယခုတော့ဖောက်ထွင်းသူများလက်ချက်နဲ့ရရမရှိတော့တန်မိုးရှိမယ်ထင်တဲ့အရာများကိုမှွေနောက်ယူငင်သွားကြပြီထွန်းရင်ရဲ့ဒူလေးသာမိသွားသောလူစုဟာနောက်ဆုံးကြံတဲ့စံရည်ကြီးကိုတည်ရန်ကြံစီခဲ့ကြခြင်းပဲရောက်ပါဒီပီလိုကြီးကိုတည်သွားကြမယ်ကွာပီယနိုပါဆိုကွာမင်းကဘာလို့မလဲထွန်းရင်မင်းတီးတယ်လို့လားမတီးတယ်လေရွာကိုတည်သွားမယ်ကွာငါလိုချင်တယ်အေးလိုချင်လဲမင်းတို့ဘာသာမကွာငါတော့ဝင်မပေးနိုင်ဘူးထွန်းရင်နဲ့သူတို့ရဲ့3ယောက်ကစံရည်ကြီးကိုမနိုင်တဲ့နိုင်မကတင်နေကြပါလေဆမ်မကပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်နေပါလေတစ်ချိန်ကပင်တောင်နဲ့ညီများဆိုင်ဝဲဆိုတဲ့အလွန်စီကားတဲ့ကုန်းလိုင်းတနေရာမှာအလောင်းနှလောင်းရင်တလောင်းလောင်းနဲ့ထိုအလောင်းများရဲ့ခြေသလုံးများကိုကြွက်များနဲ့ကြောင်ပေါက်တကောင်နီးပါးရှိမဲ့မြေကျွယ်ကြီးများကကိုက်ဖက်စားတောက်နေကြပါလေတခါတရံလှိုက်တက်လာတဲ့အပုပ်နှံကြောင့်ဆမ်မနှာခေါင်းကိုလက်နဲ့အုပ်လိုက်ပါလေထိုးစဉ်ဆမ်မအနီးကားတစ်စီးထိုးဆိုင်လာပါလေဟဲ့ကောင်လေးပီယနိုကြီးကားပေါ်နေပြီးဘယ်မှာတီးရဆိုကြမလို့လဲဟာကိုဘီအေးဆမ်မဆရာဘိုးတို့ရောဘာမှလဲကျွန်တော်တို့စိတ်ကြီးကဦးလေးဖိုးစိန်မှာနေကြတယ်ဗျဒါနဲ့ခမည်းတော်ရောအောင်မေကားတွေပါနေတဲဟုတ်နေပါလားဗျဘုံစာကျဲတွေကငါမိန်းမတွေတော့သူတို့ရွာသူတို့ပြန်ကုန်ကြပြီကွာငါသာရန်ကုန်ကိုမခွဲနိုင်မခွာရမလို့ဒီလိုပဲဝင်လူလိုက်ခိုးလိုက်နဲ့ရက်ဒီနေရတာဟေးခုတော့စေပြေးဖို့လုပ်နေတဲ့ဘူကာပြားတကောင်ကိုတတ်ပြီးကားယူလာတာနောက်ကငါလူတွေလေဟဲ့ခွားလို့နဲ့မောင်းချင်းဒါဆရာဖိုးတို့ရဲ့ညီဘောကွာစံပါတယ်မင်းတို့ကဘာလုပ်ကြပါလဲဒီပီယနိုကြီးတည်ပြီးတီးပါဦးဗျာရှေ့ကတော်သားကျွန်တော်ရောက်ဖာလီသူ့ညီမကျွန်တော်ယူလိုက်တာဒါကြီးလိုချင်တယ်ဆိုလို့စိတ်ကြီးကိုမော်တော်နဲ့တည်သွားကြမလို့မင်းတို့ဟာလေကွာဒီထိလာပြီးတော့များပီယနိုကြီးတည်ပြန်ရတယ်လို့ကျုံတော့ငောင်းနဲ့လိုက်ခဲ့ပါလားဂိုးဒင်းဘယ်လီထဲမှာရိုးတိုက်ကကိုယ်စလေကြီးယဟူဒီကြီးရဲ့အိမ်ရှိတယ်ဒီယူကြီးကဘယ်မှမပြေးပဲအိမ်ထဲမှာပုံးနေတယ်ကြားလို့ဓမြလေးပါလေးတွားတိုက်ကြမလို့ဓမြတိုက်ပဲဆိုတဲ့အတန်ကိုနဇွန်နှပြားကြားရသဖြင့်ထွန်းရင်ကစံမထန်လျှောက်လာပါလေဟေးရောက်ဖဓမြတွားတိုက်ကြမယ်ဆိုဒူလဲလိုက်သွားမယ်လေကွာထွန်းရင်မင်းစားရရပြီပဲပြန်ကြမယ်ကွာမိုးချုပ်သွားရင်အပြန်ခတ်မယ်ဟာလင်းတွေကညဘက်ဆိုဘုံလာကျင်းနေသေးတာတွားကားပေါ်တက်နဲ့ထွန်းရင်ကကားပေါ်တက်ရန်ပြန်လှည့်သွားပါလေရော့စမဆရာဘိုးတို့ကငါကော့ညက်ရက်လုံးကြောလိုက်မယ်
မင်းအတွက်တော့စီကရက်တော့ဒီဘူကာဗျာကအကောင်းကြိုက်တဲ့ကောင်ဆိုတော့ကားပေါ်ငါတို့အကြိုက်တွေကြီးပဲဟေးကဲတွားမယ်ဟေးနေဦးဟာဒါနဲ့ကိုကနမကြီးနဲ့ကိုထွန်းတယ်တို့ရောဖျောက်ကုန်လေထွန်းတယ်ကြီးကတော့ပဲတော်တထေးဝင်လူရင်းခေါ်ရတက်ကပြစ်လို့တီးပြီးတဲ့ကွာကိုကနမကြီးကတော့ဘဲအောင်လေငါမသိဘူးကဲဆရာဖိုးတို့ကိုရောမသိမြောက်ကပြောပြပါကွာဒီစီကြီးပြီးလို့မသိရင်ပြန်ဆောင်ကြတာပေါ့လို့အိုးဖေကကားကိုမောင်းထွက်သွားပါလေစံပါလေလော်ရီကားပေါ်တက်ခါစိတ်ကမ်းဘက်ပြန်ကြွေခဲ့ပါလေညနေဆောင်ပြီရန်ကုန်ဘက်ကန်းစီတွေမှာတော့စိတ်ခံဘော်ဒရာများအားပြည်သူ့အင်ဂျင်နီယာတပ်များကမိုင်းများစင်ကဖောက်ခွဲတဲ့အတန်ကဟိမ့်ထွက်နေပါလေစိတ်ကြီးရွာတွေကိုမဲမဲအရာကြီးတစ်ခုထမ်းကဝင်လာကြတော့စံပထွန်းရင်နဲ့အဖွဲ့များကိုရွာသားများကတန်တော်ကြည့်နေကြပါလေသူတို့ကထိုစန်းရရားကြီးကိုရွာထိပ်မှာရှိတဲ့ကိုစိတ်ကြီးရဲ့ချက်ရဲ့ဆိုင်ကိုတည်သွားကြပါလေသူ့ဆိုင်ရှိကိုရောက်လာတဲ့မဲမဲအရာကြီးနဲ့စံပတို့ကိုစိတ်ကြီးကကြောင်တောင်တောင်နဲ့ကြည့်နေပါလေထွန်းရင်အဲ့ဒါဘာကြီးလဲကွာဒါပြီးတော့ဗျကြည့်လို့ရတယ်အဲ့ဒါကြီးခမားစီအရက်နဲ့လဲတော့မလို့လောက်ဗျာအရက်သုံးလုံးနဲ့စာကလေးရောနှစ်ပွဲချပေးချမ်းလို့ရရင်လည်းပေးဟာဒီဟာကြီးငါဘာလို့ရမှာလဲဟာလှုပ်ချင်ရလှုပ်ဗျာကျုပ်တို့မှာဓာကြီးကိုရံကနေတော့တွားတယ်လာတာနော်အရက်သုံးလုံးနဲ့အမီးကတော့တန်ပါတယ်ဗျာနော်အေးပါကွာတန်ပါတယ်ငါယူထားလိုက်ပါမယ်နောက်နေ့မနေ့မှာအရက်ဆိုင်ပိုင်ရှင်ကိုစိတ်ကြီးရဲ့ရောက်ခမပိုင်းစဘာကင်းထဲမှာစာကြောက်ယူမရှိတော့စာကြောက်ယူနေရာမှာပီယန်နိုဟုဆိုတော့လေးချောင်းထောက်မဲမဲကြီးရောက်နေပါတယ်စာကလေးများကထိုမဲမဲကြီးကိုကြည့်ကဝေးကရှောင်းကွင်းပြန်တန်းသွားကြတယ်ဆိုပါတယ်1940မတ်လ10ရက်မြန်မာတက္ကရဲ့1303ခုတပေါင်းလာစု10ရက်နေ့တနင်္ဂနွေနေ့အာယုံတက်ချိန်မှာဂျပန်အမှတ်15တပ်မတော်ရဲ့ရှေ့ပြေးဖြစ်သောဗမာလွတ်လပ်ရေးတပ်မတော်ဟာရန်ကုန်မြို့ကိုဝင်ရောက်လာပါတယ်ဗမာလွတ်လပ်ရေးတပ်မတော်ကိုရှေ့ပြေးရောက်နေသောဗိုလ်မှူးကြီးနေဝင်းတက်ကမင်္ဂလာတုံအလွန်ကနေစီးကြိုခဲ့ပါတယ်ဗမာလွတ်လပ်ရေးတပ်မတော်ဝင်လာချိန်မှာရန်ကုန်မြို့တွင်စီးကြိုခုခံတိုက်ခိုက်မဲ့သူမရှိဈေးဆိုင်များတစ်ခုမှမရှိတော့လူနေအိမ်များကလည်းငြိမ်သက်တိတ်ဆိတ်နေကြပါတယ်ဂျပန်အမှတ်15တပ်မတော်ကြီးဝင်လာချိန်မှာတော့ရန်ကုန်ဟာပြဿနာများစွာနဲ့စီးကြိုနေပါတယ်အိန္ဒိယသားများဥရောပသားများနဲ့ဗမာလူမျိုးကုန်တယ်ဈေးတယ်လူဒန်းစားများမရှိတော့တဲ့အတွက်မြို့တွင်ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီးစီးပွားရေးလုပ်ငန်း90%ကျော်ဟာပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်BIA နဲ့ဂျပန်မျိုးသိန်းတပ်ဖွဲ့မှာခုခံတိုက်ခိုက်မဲ့ပြည်သူ့တပ်များကိုမကြုံမဲ့လူတွေကောင်ပုံများအေယာမကြွက်ကြီးများခွေးလင်များနဲ့သာရင်ဆိုင်လိုက်ရပါတယ်အနာဆိုးများကြောင့်မျက်နှာကိုအဝတ်စီးထားတဲ့ဂျပန်စစ်သားများဟာဒဏ်ရာရပြီးကြံရစ်ခဲ့တဲ့ပြည်သူ့စစ်သားများအရက်သားအင်္ဂလိပ်များကိုတွေ့ရနေရမှာလှန်စုံများနဲ့ထိုးတန်နေကြပါတယ်ပြည်သူ့တို့ရဲ့စနစ်ကြသောမြေလံစနစ်ကြောင့်ဝယ်စားစရာလူစားစရာရိတ်ခါပဲမရှိတော့သောကြောင့်ဂျပန်စစ်သားများစာလောင်မှုကြောင့်အလွန်ဒေါသထွက်နေကြပါတယ်နောက်ဆုံးဂျပန်စစ်သားများဟာမြို့ရင်းကအစမတန်ထွားကြိုင်နေသောမြေကျွယ်ကြီးများကိုသတိထားမိသွားပါတယ်ဂျပန်တပ်များစခန်းချပြီး3ရက်ကြာရန်ကုန်မြို့တွင်3လကြာမင်းမှုရသောကျွယ်ကြီးများဟာဂျပန်ရိတ်ခါဖြစ်ကုန်ကြပါတယ်ဂျပန်ရှီရီတပ်များသာဝင်လာကာသအချိန်မှာရန်ကုန်မြို့ရဲ့အုပ်ချုပ်ရေးကိုဘိုးမိုးကျိုးခေါ်ဘိုးမူကြီးဆူဇူကီဦးဆောင်သောမီနာမီကီကန်အဖွဲ့နဲ့တခင်ထုံးဦးဆောင်သောအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ယူလိုက်ကြပါတယ်မတ်လ14ရက်နေ့မှာစိတ်ကြီးရွာတွင်းရှိဥဖို့တင်ရဲ့နေရီကိုလူနှူးရောက်ရှိလာကြပါတယ်ဆရာဖို့တို့လမ်းမတော်ဖို့တို့ကအနောက်ဘက်ရေတွင်းမှာမတ်သိန်းမြအတွက်ရင်ငင်ပေးနေရကခြံရှိကိုထွက်လာလိုက်ပါတယ်ဟာအုပ်ဖေဖို့တို့ကဝမ်းသာအရာထွက်လာပြီးအုပ်ဖေပခုံးကိုကိုင်းလိုက်ပါတယ်ဆရာဖို့တို့ကြမ်းကြမ်းမှရှိတာဝမ်းသာနေဗျာအခုဆရာဖို့တို့ကိုပြန်လာခေါ်တာရန်ကုန်ကို BIA တက်တွေတင်းလိုက်ပြီအေးငါလည်းရီဒီယိုကနေကြားတယ်ကွာဒါပေမဲ့အခြေအနေတည်ငြိမ်အောင်စောင့်မလားလို့မစောင့်နဲ့ဆရာအမြန်ပြန်လာပြီးကိုယ့်အိမ်ကိုတက်နေတော့နှုတ်မဟုတ်ရင်ဂျပန်တွေရော BIA စစ်ဗိုလ်တွေရောတခင်တွေရောဂျပန်စကားပြန်တွေရောလက်မောင်းစီးစီးထားတဲ့ကောင်မတွေမျိုးတွေကအိမ်တွေကိုသူတို့အမေလင်အမွေပေးထားသလိုတော့ဖြတ်ပြီးတက်နေကြပြီလမ်းမတော်ဘက်မရောက်ခင်ဆရာတို့အမြန်လိုက်ခင်မှဖြစ်မယ်ဟာအဲ့လိုလားဟာတော်ကြငါအိမ်ရောအမေအိမ်မှာတက်နေကြရင်တော့ဒုက္ခပဲခုလီတော့ဆရာတို့ဘက်ဒီကောင်တွေမျက်စိမကျသေးဘူးဝင်းနာမီယာဂိုရင်းဗယ်လီကအိမ်နေတော့ဒီ4-5ရက်နဲ့တင်ကုန်တော့ရှိနေပြီအေးအဲ့ဒါဆိုခဏနေရန်ကုန်ဆင်းကြတာပေါ့ကွာခဏဆောက်ကွာမသိမြကြီးတို့လိုတဲ့ပစ္စည်းနဲ့ရွှေငွေလောက်ပဲယူခဲ့ဟိကျန်တဲ့ပစ္စည်းကိုနောက်ရကြမှာစံမနဲ့ပို့ခိုင်းလိုက်မယ်ဘိုက်ဖိုးစင်ဖိုးတို့ကဥဖိုးစင်ရှိရာအိမ်မကြီးပေါ်တက်သွားပါလေ
မကြခင်မှာဖိုးတုံနဲ့မသိမြတို့ဟာအထုပ်ကိုစီပိုက်လျက်အုံးဖေနဲ့အတူမော်တော်တစ်စင်းနဲ့ရန်ကုန်ဘက်ကိုကူးသွားပါတော့တယ်လမ်းမတော်ဖိုးတုံတို့ဟာညနေမှောင်ပြပြအချိန်မှာရန်ကုန်စိတ်ကမ်းကိုရောက်သွားကြပါတယ်မြို့ပြကြီးလိုဖြစ်နေသောရန်ကုန်ကိုရဲဘော်သုံးကြီးအဖွဲ့ဝင်သခင်ထုံးအောင်ရဲ့ The Burma Baho Government လက်အောက်ခံ PPC အဖွဲ့အုပ်ချုပ်နေပါတယ်လမ်းမတော်ဖိုးတုံမသိမြအုံးဖေနဲ့သူ့တပည့်မောင်ကျင်တို့ဟာတာမန်ကိုကန်းကလိုက်တာနဲ့ကမ်းပေါ်ကအမိတ်ပေးစံကြားလိုက်ရပါတယ်ရက်ဘသူတွေလဲလေဘောကစိတ်ကန်းအလင်းအောင်အောက်မှာရိုင်ဖယ်သနက်တစ်လက်နဲ့လှမ်းချိန်ထားတာကိုတွေ့လိုက်ရပါတယ်အုံးဖေကလက်ကိုမြောက်ခါဒို့ဗမာလို့အော်လိုက်ပါတယ်ရိုင်ဖယ်သနဝါကတနက်ပြန်ချသွားပါတယ်ဘယ်ကလာကြတာလဲကွာဘာလာလောက်ကြတာလဲကျွန်တော်တို့လမ်းမတော်ရက်ွက်သားတွေပါဟိုဘက်ကမ်းမှာစစ်ပြီးနေရကပြန်လာကြတာပါအကုန်ဆင်းလာခဲ့စမ်းလမ်းမတော်ဘိုးတို့ကလွေထဲကခြုံလုံးမျိုးကိုအသင့်ပြန်ထားလိုက်ပါတယ်ပြည့်စည်နေသောစိတ်ကမ်းမှာယာယီထွန်းထားကြတဲ့ကရင်စီမိတိုင်အောက်လူ6ယောက်ခန့်ကိုတွေ့လိုက်ရပါတယ်ခေါင်းဆောင်ဖြစ်သူကရိုင်ဖယ်သနက်အစုပ်လက်ကိုလွှဲထားပြီးအင်္ဂလိပ်စစ်တပ်မှစစ်သားများအကျန်းဝတ်လေးရှိသော OG အင်ဂျီနဲ့ဘောင်းမီဝတ်ဆက်ဝတ်ထားပါတယ်ခေါင်းမှာပန်ချာဘီပလိများစောင်းလေးရှိတဲ့ဒကလတ်အုတ်ထုပ်ဝိုင်းကိုစောင်းထားပါတယ်သူ့တော်မှလူများမှလည်းတရှိကိုစီလွှဲထားကြပြီးစင်းအင်ဂျီအစုံများဝတ်ထားကပစိုးဝတ်သူဝတ်စစ်ဘောင်းမီဝတ်သူဝတ်နဲ့ပုံစံမျိုးမျိုးနဲ့ဖြစ်ပါတယ်ဒူညီသောတစ်ချက်မှာသူတို့အားလုံးရဲ့လက်မောင်းတွင်အနီရောင်လက်ပတ်များပတ်ထားခြင်းပဲဖြစ်ပါတယ်ဟေးအကောင်လက်ကိုခေါင်းပေါ်တင်ပြီးထိုင်ကြစမ်းမင်းတို့မသိငါဘူးလမ်းမတော်ဖိုးတို့အားလုံးလှေပေါ်ကဆင်းပြီးမြေပြင်ပေါ်မှာငုတ်တုတ်ထိုင်နေကြပါတယ်ဟေးမင်းတို့နာမည်နဲ့နေတဲ့လိပ်စာတွေပြောကြစမ်းကျွန်တော်အုံးဖေပါစစ်မဖြစ်ခင်ကလမ်းမတော်စေဝရမ်းထဲမှာနေပါတယ်အခုကျွန်တော်နေတဲ့အိမ်ဘုံကြလို့တရတော်ကျောင်းလိုက်တဲ့ကဥဆန်ဒီမှာကျောင်းမှာနေပါတယ်ဟာဦးလေးအိုထိုးစင်လူတွေကလူငယ်တူထွက်လာပါတယ်လူငယ်ကခေါင်းကုန်ထားသောလမ်းမတော်ဖိုးတို့လင်မယားကိုပါတစ်ချက်လှမ်းကြည့်လိုက်ပါတယ်ဒါကျွန်တော်ဦးလေးကိုအုံးဖေနဲ့ကျွန်တော်အမျိုးတွေပါဘိုးစင်ရဲ့လူကောင်းတွေပါကျွန်တော်အာမခံပါတယ်မင်းအမျိုးတွေဆိုရင်တော့ခေါ်သွားလိုက်မောင်မောင်ထူးရတာရှိရင်ငါလာတဲ့ဖို့ကြားလားဟုတ်ကဲ့ပါဘိုးစင်ကဲဦးလေးတို့ကျွန်တော်လိုက်ဖို့ပေးမယ်လမ်းမှာနောက်ထပ်စစ်စီးရေးအဖွဲ့နဲ့တွေ့နေဒီလိုပဲဆက်ဖြစ်နေလိမ့်မယ်ဦးလေးတို့ကလည်းမိုးချုံမှလာကြတော့ဘူးဗျအန်ဒီကများပါပြီနဲ့မောင်မောင်ကပြောဆိုလမ်းမပေါ်ကိုဥဆောင်ပြီးခေါ်သွားလိုက်ပါတယ်